ကျွန်တော်တို့ accounting ကိုအခုမှစပြီးတော့လေ့လာတဲ့သူတွေအနေနဲ့နားလည်ဖို့ခက်ခဲနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတင်တော့တင်ဘူးတယ်ဒါပေမဲ့အဲ့တင်ဘူးတဲ့ဥစ္စာတွေကိုကျွန်တော်တို့လူရင်းဝင်ရောက်တဲ့အထိနားလည်မနေဘူးအဲ့လိုလူတွေရှိတယ်ဆိုရင်ကျွန်တော်အခုပြောပြမယ့်နီလန်လေးအတိုင်းလေ့လာကြည့်ပါဗျအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့နားလည်လာလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ဒီနေ့ကတော့လာပြည့်နေ့ဆိုတော့ကျွန်တော်ဆွေးနွေးထားမှရှိတဲ့ဒီ topic ဖြစ်တဲ့ဒီ accounting နဲ့ပတ်သက်တာကိုကျွန်တော်ဒီနေ့ဆွေးနွေးပေးချင်ပါတယ်ဒါပေမဲ့ဒီ video တစ်ပုဒ်ထဲနဲ့မပြီးဘူးဆိုရင်ကျွန်တော် series အလိုက်ပေါ့နော်နောက် video တွေမှာလည်းထပ်ပြီးတော့ဒီ basic accounting ကိုနားလည်လောက်တဲ့အထိကျွန်တော်တင်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ accounting equation နှစ်ခုကိုသိထားဖို့လိုလိမ့်မယ်ဗျအဲ့ဒီနှစ်ခုတည်းကတစ်ခုကိုတော့ဒီ video ထဲမှာပြောပြပေးသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒါဘာလဲဆိုတော့အားလုံးလည်းတည်ပြီးသားကြားဘူးနာဝရှိပြီးသားဖြစ်လိမ့်မယ်အဲ့ဒါဘာလဲဆိုတော့ assets equal to liabilities plus equity ကျွန်တော်တို့ကဘယ်လိုလေ့လာမှာလဲဆိုတော့ accounting equation တွေကိုအရင်ဆုံးသိအောင်လုပ်မယ်လုပ်ပြီးတော့မှအဲ့ဒီ equation မှာပါနေတဲ့တစ်ခုချင်းစီပေါ့နော်ဒီခေါင်းစဉ်တစ်ခုချင်းစီဟာဘာတွေလဲသူတို့ထဲမှာဘာတွေပါဝင်လဲဆိုတော့ကျွန်တော်တို့ကလေ့လာမယ်ခုနကပြောတဲ့ equation ထဲမှာဆိုလို့ရှိရင်assets equal to liabilities plus equity ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က assets ဆိုတာဘာလဲပေါ့ assets ဆိုတာဒီ business ကနေပိုင်ဆိုင်တယ်ဒါမှမဟုတ်လဲ control လုပ်လို့ရတဲ့အရာတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီလုပ်ငန်းရဲ့တိုးတက်ကြီးပွားမှုအတွက်သူ့ရဲ့ economic value ကိုလည်း generate လုပ်လို့ရတာဖြစ်ပါတယ် assets လို့ပြောလိုက်ရင်ကျွန်တော်တို့နားလည်ထားမှာက tangible နဲ့ intangible assets ဆိုပြီးတော့ကျွန်တော်တို့နှစ်မျိုးရှိတယ်အဲ့တော့ tangible ဆိုတာကကျွန်တော်တို့ကထိတွေ့လို့ရတယ်၊ကင်တွယ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့ရေဘူးရမှတ်ယူလို့ရတယ် intangible ဆိုတာကတော့ထိတွေ့ကင်တွယ်လို့မရတဲ့ assets တွေပေါ့နော်နောက်တစ်ခုကတော့ assets တွေဆိုတာ can be converted into cash လို့ပြောလို့ရတယ်အဲ့တော့ငွေသားအနေနဲ့ကျွန်တော်တို့က convert ပြောင်းလဲလို့ရနိုင်တယ်ပေါ့နော်နောက်ထပ်ဒီ equation မှာပါတဲ့နောက်တစ်ခုကပါလဲဆိုတော့ liabilities ဆိုတာကကြတော့ဒီ business အနေနဲ့တစ်နှစ်အောက်ဒါမှမဟုတ်တစ်နှစ်နဲ့အထက်ကျွန်တော်တို့ကပေးရန်ရှိနေတဲ့စီးရင်တွေကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအကျွေးဝယ်ထားတယ်ပေးဖို့ရှိနေတယ်ဒါပေမဲ့သူကတစ်နှစ်အောက်တော့မဟုတ်လဲတစ်နှစ်အထက်လည်းဖြစ်နိုင်တယ်ပေါ့ဒီ equation မှာနောက်ဆုံးပါတဲ့တစ်ခုကတော့ equity ဖြစ်ပါတယ် equity ဆိုတာကတော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့ assets ပိုင်ဆိုင်မှုတွေတဲကနေပြီးတော့မှကျွန်တော်တို့ပေးရန်ရှိတဲ့စီးရင်တွေအားလုံးကိုနှုတ်လိုက်ပြီးတဲ့နောက်ကြံနေတဲ့ဒီအရာတွေအားလုံးကိုကျွန်တော်တို့က equity လို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ equation ကိုကျွန်တော်တို့က changes လုပ်ကြည့်လိုက်မယ်ဆိုရင် equity equal to assets minus liabilities လို့ဖြစ်မှာဖြစ်ပါတယ်နောက်ပိုင်းတွေကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ပြောပြသွားပါမယ်